မကောင်းတဲ့ဝီဆိုတာဘာလဲဝီအကောင်တော့ quality တူတူမဟုတ်ပါဘူးတကယ်၍မိတ်ဆွေရမကောင်းတဲ့ဝီကိုတောက်သုံးမိမယ်ဆိုရင်ကျမကြီးထိခိုက်မှာသိကြပါအဲ့တော့မကောင်းတဲ့ဝီဆိုတာဘာလဲအဲ့တော့နံပါတ်1 PGR ပါတယ်ဝီ PGR ပါတဲ့ဝီကပုံမှန်မဟုတ်တဲ့ဟော်မုန်းတွေအများကြီးပါဝင်တာမို့လို့သူပုံစံကလည်းပုံမှန်ထက်ပိုပြီးတော့တောက်တင်းနေတတ်တယ်အဲ့လိုဝီမျိုးတောက်သုံးမိမယ်ဆိုရင်တော့မလိုလားတဲ့ဟော်မုန်းတွေကြောင့်မိတ်ဆွေရဲ့ကျန်းမာရေးဆိုးဝါးဆိုတာထိခိုက်နိုင်နံပါတ်2 dry QI မမှန်တဲ့ဝီဘလိုဝီတွေလဲဆိုတော့အနက်မကောင်းဘူးပြီးတော့တောက်ရင်ပုံမှန်ထက်ပိုပြီး hatch smoke ဖြစ်တယ်လေကြောင်ရတယ်အဲ့လိုဝီမျိုးလုံးဝမတောက်သုံးသင့်ပါဘူးဘာလို့လဲဆိုတော့မိတ်ဆွေရဲ့ကျန်းမာရေးကိုအဲ့လို dry QI မမှန်တဲ့ဝီတွေကလည်းထိခိုက်စေမှာမို့လို့ပါပဲအဲ့လိုဝီမျိုးဆိုရင်လည်းတေချာသတိထားပြီးတော့ရှောင်ရှားသင့်ပါတယ်နံပါတ်3မှုတက်နေတဲ့ဝီမှုတက်နေတဲ့ဝီကိုလည်းလုံးဝမတောက်သုံးသင့်ပါဘူးမှုတက်နေတဲ့ဝီတွေကိုကြည့်မယ်ဆိုရင်အဖူးပေါ်မှာအဖြူရောင်မှုလေးပေါက်နေတာကိုတွေ့နိုင်ပါတယ်အဲ့မှုတွေကိုတောက်သုံးမိမယ်ဆိုရင်ကျန်းမာရေးကိုစိုးဝါစွာထိခိုက်နိုင်တာမို့လို့လုံးဝမတောက်သုံးသင့်ပါဘူးမှုပါတဲ့ဝီကိုတော့အထူးရှောင်ရှားဖို့တတိပေးပြရစီနံပါတ်4 pesticide residue ဝီတွေက chemical ဆေးလက်ကျန်တွေအများကြီးကြန့်ရှိနေတာမို့လို့ကိုတောက်သုံးတဲ့အချိန်မှာကိုယ့်ရဲ့အဆုတ်ကိုအလွန်အမင်းထိခိုက်နိုင်တာမို့လို့အဲ့လိုဝီမျိုးကိုလည်းတေချာရှောင်ရှားပြီးတော့တောက်သုံးပေးပါနံပါတ်5 nutrient အလွန်ကျွံသုံးဆွဲထားတဲ့ overfeeding ဖြစ်နေတဲ့ဝီအဲ့လိုဝီမျိုးကိုလည်းတောက်သုံးသင့်ပါဘူးဘာလို့လဲဆိုတော့ nutrient overfeeding ဖြစ်ထားတဲ့အတွက်သူ့မှာ chemical လက်ကျန်တွေခုနလိုမျိုးကြန့်ရှိနိုင်ပါတယ်အဲ့တော့တောက်တဲ့ချိန်မှာကိုယ့်ရဲ့အဆုတ်ကိုထိခိုက်နိုင်တာမို့လို့အဲ့လိုဝီမျိုးကိုလည်းတတိထားပြီးတော့ရှောင်ရှားပေးပါနံပါတ်6 improper storage wheat တိုးလောင်ထားတူတဲ့နေရာမမှန်ကန်တဲ့ wheat ဒီလို wheat မျိုးကတော့စမဲမမှန်ကန်တာကိုလိုချင်တဲ့အဖူး quality မျိုးမရှိတာမျိုးဖြစ်တတ်တဲ့အတွက်ဒီလို wheat မျိုးကိုလည်းတတိထားရှောင်ရှားပြီးတော့တောက်သုံးရပါမယ်တောက်သုံးမယ်ဆိုရင်လက်ဆက်တဲ့ wheat ကိုပဲတောက်တာအကောင်းဆုံးဖြစ်ပါပဲနံပါတ်7 old wheat old wheat တွေကိုလည်းရှောင်ရှားပါမယ် old wheat ဖြစ်တဲ့အတွက်ချိန်ကြာထားတဲ့အတွက်သူ့မှာသူ့ရဲ့လိုအပ်တဲ့ effect တွေအနံ့တွေရတာတွေမရှိတော့ပါဘူးသူ့ရဲ့ effect တွေအနံ့တွေရတာရောလာမို့လို့ old way ကိုလည်းရှောင်ရှားပြီးတော့တောက်တုံတင်ပါတယ်တက်တန်းကြာကြီးတိတ်လာတာမို့လို့မှုတက်တဲ့ပြဿနာမျိုးတွေလည်းရှိနိုင်တာမို့လို့ old way တွေကိုလည်းရှောင်ရှားပေးပါ okay နောက်ဆုံးတစ်ခု number 8 က poor genetic ဖြစ်တဲ့ wheat poor genetic ဖြစ်တဲ့ wheat ဆိုတာဘယ်လို wheat မျိုးလဲဆိုတော့သူ့ရဲ့ seed bank ကနေပြီးတော့ထုတ်လိုက်တဲ့သူ့ရဲ့ strain ကို affectကိုလိုချင်တဲ့ effect မျိုးမရှိဘူးပြီးတော့ကြစ်လက်မှုမရှိ potency မရှိဘူးသူ့မှာအဆီနှစ်တွေလည်းနေပါတယ်ပြီးတော့ရတာတွေအနံ့တွေလည်းကိုလိုချင်တဲ့ limit ကိုမပို့ပေးနိုင်ဘူးပြီးတော့သူ့ရဲ့ height နှုန်းကလည်းဆန်ရင်ဆန်ညိုးမပြည့်မီတဲ့အဲ့လို poor genetic wheat မျိုးတောက်သုံးမယ်ဆိုရင်မိတ်ဆွေလိုချင်တဲ့height နှုန်းမျိုးကိုရရှိမှာမဟုတ်ပါဘူးအဲ့လို wheat မျိုးကိုလည်းတတိထားပြီးတော့ရှောင်ရှားရပါမယ်ဒါကြောင့်ဆိုင်ရင်ဆိုင်ညုံပြည့်မိတဲ့ဝီမျိုးကိုတေချာရွေးချယ်ပြီးတော့တောက်သုံးသင့်ပါတယ်မိတ်ဆွေရဲ့ကျန်းမာရေးထက်အရေးကြီးတာဘာမှမရှိပါဘူးမိတ်ဆွေရဲ့ကျန်းမာရေးကိုထူးဆိုင်ဖို့လိုအပ်ပါတယ်မလိုလားအပ်တဲ့ကျန်းမာရေးပြဿနာမျိုးတွေမဖြစ်ရလေအောင်အခုပဲ GEC နဲ့ Super ဘက်မြန်မာကိုဆက်သွယ်ပြီးတော့ကျန်းမာရေးနဲ့ပတ်သက်တဲ့အကြံဉာဏ်ကောင်းလေးရယူလိုက်ပါ